Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နိုင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ဟိုအရင် episode 1တော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲငါဘာလို့ပြောခဲ့ရvillager တွေကိုသူ့နေရာနဲ့သူထားမယ်ပြီးတော့ကျွန်တော်အိမ်ဆောက်မယ်ဆိုပြီးပြောခဲ့တာပေါ့နော်ရှင်းရှင်းပြောအိမ်အောင်ဆောက်ခြင်းဆောက်အောင်ပြင်ရင်းတော့ကိုယ့်ကိုကောက်ကိုရှိသေးခိုးတော့လောက်အောင်အတီတော့ကျွန်တော်တို့ရဲ့ဒီကောင်ပေါ့နော်ဒီကောင်ကျွန်တော်စောက်ဒုက္ခလည်းပေးတယ်ပြီးဒီကောင်ကဘယ်လိုပြောရမလဲနည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့နော်အမရိုနီလည်းပေးတယ်ဆိုတော့ဒီကောင်နာမည်ပေးရအောင်ဘယ်လိုပေးရင်အောင်တော်ကနာမည်လည်းပေးမနေတော့ဆောက်လို့ရှိဘူး Hello Kitty why are you running Kitty ဆိုမှဟိုခုမှတတိယခွေးမွေးဖို့လုပ်ထားတာအခုထိခွေးတောင်မတွေ့သေးဘူးရှင်းမစကလက်တန်ရှိမှရပါဘောနော်အဲ့ရနေပြီးကျွန်တော်ဘုံနေရပြီးဘုံနဲ့ဘယ်လိုပြောအဲ့ဘုံနဲ့မမွေးလို့ရမှာပေါ့နော်အဆောက်မိုးကမတိတ်ဘူးဒီနာဘဲလေးပြဒီနာဘဲလေးပြအလေတာယာချက်ပဲရောက်ရင်ဘရောင်းတာယာကြည့်တာမရဘူးတာကြီးအဲ့လိုမရဘူးတဲ့လောက်ပါအောင်ဟဲ့အောင်လောက်ပါအောင်မင်းတို့ဟာကြီးကမိုးတွေရွာနေတယ်လောက်ပါအောင်အာကျွန်တော်တို့ emerald နေရမယ်အခွင့်အလမ်းလို့အောင်ဘာလုပ်မလဲတစ်ပင်နေထပ်ခုံမယ် let's go လုံးစရာမရှိတစ်ပင်ခုံမလားလက်ပရိုစီပါကွာအော်တွေ့ပြီဟိုမှာနေတွေ့လားအဲ့နေရဟိုအောက်ကိုဝင်သွားရင်အိတ်လို့ရပြီအဲ့တော့နေမဝင်သေးတဲ့ရွေတော့ဆောင်းမိုးကရွာနေမှာမိုးရွာတယ်မှာပဲမင်းကိုလွမ်းနေစေပတတပတတချောက်ကလုတ်ပါတော့အိုးဒီကောင်တော့အိတ်နေပြီ bro yeah ငါတို့နာမည်တစ်ခုတော့လိုပြီပေါ့ဒီကောင်ပေးဘူးကဲတားကြီးငါလည်းအိတ်တော့ထယေးအိတ်လို့ရပြီ okay အလာမူစေပါပြီအိုးမကျဲလေးမစိုးပါဘူးအော်ကြီးပေါ့တာရှောအလာအများကြီးရ okayကိုကောင်းလိုက်ရှာရအောင် bro ဟာကွာဒီကောင်ပျောက်ပြန်ပြီအိုးတွေ့ဟေ့အော်ဒီကောင်မဟုတ်ဘူးဟောလာပြီစုပ်ထိုးတာဟိုလာလိုက်ပျောက်သွားလိုက်ကဲ M22 တုံးနဲ့ရွာထဲမှာပတ်ပြီးတော့ရှောက်သွားတယ်အားလုံးကိုလည်းရ okay ဆိုပြီးညာကဲအခုတော့လုပ်ကြမရှိတာနဲ့ကျွန်တော်တို့အိမ်ဆောက်မှာဖြစ်ပါတယ်အိမ်ဘလို့အိမ်လေးဆောက်အောင်လဲဆိုတော့ဒီကောင် expire ယူပြီးဆောက်ဒီအိမ် expire ယူပြီးဒီမှာဆောက်မယ်ဒါပေမဲ့ဒီအိမ်ကဒါ expire ယူပြီးဆောက်တယ်ဒါပေမဲ့အိမ်ကတော့ကျွန်တော်အိမ်နော်ပြသွားဖို့အောင်တော်ပြီငါ့ဘာအိမ်မဲဆောက်တော့Okay, look at that. Not bad. Okay. ဒီနားမှာအိမ်ဆောင်မယ်ဆိုတော့ကအိမ်ကိုကြမ်းမြကြည့်ရမယ်ဆိုရင်ငါအေးရအောင်လေကွာတယောက်တယောက်လာအေးအိမ်ကို cobblestone နဲ့ရောဆောင်ရင်လှလောက်တယ်ငါထင်တာကလေ
ဒီမှာမြင်းနေအကျဲရှိသေးတယ်နော်ပြန်ဖြတ်ရအောင်မစတုံးနေတော့တူအောင်အဲ့လေโอเคမိုက်တယ်မိုက်တယ်မရှိပါဘူးပတ်တီတော့ Oh my god စမ်းကြည့်အောင်ကျွန်တော်ဒါတုံးအောင်တုံးရတယ်စောက်ဘောထားပါကွာမိုက်โอเคအင်းကနည်းနည်းတော့ပြီးနေပါဆိုပါโอเคဒီလိုလေးကပိုလာမှထင်တယ်နော် Okay beautiful pop pop ah fuck pop pop oh okay အဲ့တော့အင်္ဂါဆိုတော့ပုံမခေါင်မိုးလေးလုပ်လိုက်မယ်တော်မိုက်တယ်ကွာကြည့်လိုက်အဲ့တော့ကြိုက်အေးဒါပဲပြောင်းရေးပြီးသွားပြီနောက်ဆုံးတော့ဒါဒီရုပ်ရွှေရအောင်ပြီးသွားရင်နောက်ဆုံးတော့တော်လာပါโอเคအဲ့တော့ကျွန်တော်နောက်နေ့ဗီဒီယိုကြောင့် villager တွေဆက်ရွှေ့ပြီးတော့အကုန်လုံးဆက်လုပ်လိုက်မယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအဆုံးကြည့်ရှုပေးလူအားလုံးကျေးဇူးတင်ပါတယ် bye 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 bye